ဟုတ်လေအစွန်းထုတ်လို့ဒီမှာကန်ယူရိုက်လိုက်လေဒီဘက်ကြည့်နည်းနည်းစောင်းတာထောင်မထားနဲ့မင်းစောင်းထားလေအဲ့လောက်စောင်းစရာမလိုတဲ့ဥစ္စာမင်းခကြတော့ပြောင်းမှာခုနလိုဒီနောက်လေးပြန်ရိုက်ပဲခုနလိုလေးမလည်းမရအောင်ရုပ်ပိုင်းပိုင်းနဲ့ဒီလိုတဲ့ရဒီလိုနည်းနည်းကပ်ပဲရကပ်လိုက်အောင်လေရပြီတက်လေဖေးတီ certificate ဟုတ်လေ